မွာညီအမနှစ်ယောက်သည်ခန္ဓာကိုယ်ချင်းဆက်နေကြသည်တနေ့တွင်အင်းတို့နှစ်ဦးစလုံးသည်အမျိုးသားတစ်ယောက်တည်းကိုချစ်မိသွားကြတော့လဲထိုအမျိုးသားကအမဖြစ်သူကိုသာသဘောကျခဲ့သည်အင်းတို့နှစ်ဦးချစ်ကြိုက်နေသည်ကိုမြင်ရသောအခါညီမဖြစ်သူမှာမနာလိုဖြစ်လာပြီးသူမ၏အချစ်ကိုအမဖြစ်သူကလူယူရန်စ조사နေသည်ဟုခံစားခဲ့ရသည်ညီမဖြစ်သူ၏ထူးဆန်းသောအပြုအမူများကအမဖြစ်သူကိုအလွန်စိတ်နှောက်ယှက်ဖြစ်စေခဲ့သဖြင့်ခန္ဓာကိုယ်ကိုခွဲစိတ်ခွဲထုတ်ရန်သူမ၏မိခင်ကိုတောင်းဆိုခဲ့သည်သို့သောညီမဖြစ်သူကခွဲစိတ်မှုကိုငြင်းဆန်ခဲ့သည်တနေ့တွင်ထိုမျိုးသားကအဝေးတနေရာသို့ထွက်ခွာသွားရတော့မည့်အချိန်၌အခြေအနေများမှာပို၍ဆိုးရွားလာခဲ့သည်အမဖြစ်သူကသူ့ကိုနှုတ်ဆက်ချင်တော်လဲညီမဖြစ်သူ၏ခေါင်းမာမှုကြောင့်တွားရောက်နှုတ်မဆက်နိုင်ခဲ့ပဲထိုမျိုးသားမှာထွက်ခွာသွားခဲ့ရသည်အမဖြစ်သူမှာသူမကိုယ်တိုင်ဆွဲထားသောထိုမျိုးသား၏ပုံကိုကြည့်ကာသူ့အကြောင်းကိုတွေးတောနေတတ်သည်ဤဒီကိုညီမဖြစ်သူကပို၍ဒေါသထွက်ကာထိုဓာတ်ပုံကိုအစိတ်စိတ်အမွှားဆုတ်ဖြဲပစ်လိုက်သည်မဖြစ်သူမှာဤပြုမှုများကိုဆက်လက်သီးမခံနိုင်တော့သဖြင့်သူမနှင့်ခွဲခွာရန်ဆုံးဖြတ်လိုက်သည်သို့တော်စကားများရန်ဖြစ်နေစဉ်အတွင်းညီမဖြစ်သူကသူမကိုလေပင်ညှစ်တက်လိုက်လေသည်ဤကျိုးဝက်ချက်ကိုဖုံးကွယ်ရန်အတွက်သူတို့၏မိခင်မှာခွဲစိတ်မှုကိုမဖြစ်မနေလှုပ်ဆောင်ပေးခဲ့ရသည်ထို့နောက်ညီမဖြစ်သူသည်အမဖြစ်သူ၏နေရာကိုအစားဝင်ယူခဲ့ပြီးအမဖြစ်သူ၏ရေးစားနှင့်ပင်လက်ထပ်ခဲ့သည်သို့တော်ရုတ်တရက်ဆိုသလိုသူမ၏ဘဝတွင်ထူးဆန်းသောအဖြစ်အပျက်များစတင်ဖြစ်ပွားလာပါတော့သည်